အားလုံးပဲမင်္ဂလာပါရှင် Ghost Inner Dream Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ကျောင်းအမကြီးဒေါ်စိန်ကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်နော်ညောင်မင်းစိတ်ကြီးရမှာကျောင်းအမကြီးဒေါ်စိန်ကြီးကိုမသိသူမရှိသလောက်ရှားပါလာပါတယ်ညောင်မင်းစိတ်ရွာမှာတောင်ကျောင်းနဲ့မြောက်ကျောင်းဘုံကြီးကျောင်းနှစ်ကျောင်းရှိပါတယ်ရွာသူရွာသားတွေကတော့အာတန်ရကျောင်းကိုသွားကြပါတယ်။ဖုန်းကြီးကျောင်းရှိလာပြီဆိုလို့ရှိရင်အမခံကျောင်းတက်ကကျောင်းအမတော့ရှိရစမဲဖြစ်ပါတယ်။တောင်ကျောင်းမှာတော့ဒေါ်လာရှင်ကအကျောင်းအမကြီးလို့နာမည်ကျော်ကြားနေတယ်လို့မြောက်ကျောင်းအမလည်းရွာတထေးမျက်နှာဖုံးဖြစ်သူဒေါ်စိန်ကြီးဟာလည်းအလိုအမခံကျောင်းအမကြီးဖြစ်လာပါတယ်။ဒေါ်စိန်ကြီးအသက်50ကျော်ပါပြီ။အသက်50ကျော်ဆိုပေမဲ့ခေါင်းပေါ်မှာသပင်စီအရွှဲသားနဲ့ကိုပြုတ်ပြင်ဖိလိန်နေထိုင်တတ်တာကြောင့်အရွယ်တင်နူးပြိုတယ်လို့ဆိုရပါမယ်။မသိလို့ရှိရင်40ကျော်အပြိုကြီးတူလို့ထင်စရာရှိပါတယ်။တို့တော့လည်းအပြိုကြီးတော့မဟုတ်တား2ယောက်သမီး2ယောက်ရှိပြီးခင်မွန်းဖြစ်သူကလွန်ခဲ့တဲ့10နှစ်ကမှပွဲလွန်သွားခဲ့ခြင်းဖြစ်ပါတယ်။ဒေါ်စိန်ကြီးအခုလိုချမ်းသာလာတာကမိဘအမွေပစ္စည်းရတာလို့မဟုတ်ပါဘူး။ကိုယ်အစွမ်းကိုယ်အစာစူးစမ်းအထောက်ခြင်းကြောင့်ကြီးပွားတိုးတက်လာခြင်းဖြစ်ပါတယ်။ဒေါ်စိန်ကြီးအပြိုဘွား10တန်းအောင်ပြီးကြတဲ့ကျောင်းဆက်မတက်တော့ပဲရွာမှာကုံဆုံဆိုင်ကြီးဖွင့်ပါတယ်။ကုံဆုံဆိုင်ကြီးကရိုးရိုးလေးဖွင့်တာမဟုတ်ပဲရွာမှာလိုအပ်တဲ့မြအကုန်ရနိုင်တဲ့ဆိုင်ကြီးဖြစ်ပါတယ်။ဆိုင်ကြီးလို့အလွယ်တကူခေါ်ကြပါတယ်။ကုံဆုံဆိုင်ကြီးအထိုက်အလျောက်အောင်မြင်လာပါတယ်။အဲ့ဒီအခါမှာတော့ချဲတိုင်ကိုင်းပါတယ်။ကန်ဆန်းထားတယ်လို့ပြောရမလားမသိလုံတဲ့မြအောင်မြင်နေပါတယ်။အဲ့ဒီကနေတဆင့်တဖြည်းဖြည်းစီးပွားရေးတိုးချက်ကစဘာပေါ်ချိန်ပဲပေါ်ချိန်တွေမှာလည်းကုန်ပစ္စည်းတွေတိုးလောင်ပြီးဈေးတက်တဲ့အခါမှာပြန်ရောင်းချပါတယ်ဒေါ်စိန်ကြီးခြံထဲမှာတော့ဂိုးတောင်နှလုံးခန့်ဖြစ်လာပါတယ်အဲ့ဒါနဲ့ပဲအားမရတွေပဲရွာမှာရွှေငွေအတိုးချလုပ်ငန်းမှာလောက်ကင်လာပါတယ်ဒေါ်စိန်ကြီးကိုမျိုးကဧည့်သည်များပင်အတော်လေးတက်တိကောင်းတဲ့အမျိုးသမီးလို့လေးစားခေါ်ကြပါတယ်အချိန်တန်အိမ်အောင်ကြတော့တာသမီများကိုစီကံကြီးကြီးဖြစ်ထိန်ကွတ်ထားပါတယ်တာသမီများအရွယ်ရောက်လာတဲ့အခါမှာတော့ဒေါ်စိန်ကြီးကကိုပိုင်လုပ်ငန်းလုပ်ကိုင်ရန်တွင်တင်ဆုံးမပေးပါတယ်။အရင်ကြီးများကိုလည်းလိုအပ်သလောက်ထုတ်ပေးပါတယ်။စီးပွားရေးလုပ်ကိုင်တော့မယ်လို့ဆုံးဖြတ်ထားပြီးအရင်ကြီးထုတ်ပေးတဲ့အခါမှာတော့ဒေါ်စိန်ကြီးကဒီမှာနင်တို့လိုအပ်သလောက်အရင်ကြီးထုတ်ပေးပြီးပြီနော်။ကိုညံကိုအစွမ်းစားရှိသလောက်ဘဝကိုတိုးတက်အောင်ကြိုးစားကြ။ငါ့ကိုအားကိုးနေနဲ့အေးငါထုတ်ပေးခဲ့တဲ့အရင်ကြီးကုံသွားပြီလို့ထပ်ပြီးရမလားဆိုပြီးပြန်လာတောင်းဖို့မကြံနဲ့ငါပြက်ပြီးပြန်လာလို့ကတော့ညက်ကြွေးခံရမယ်မှန်လို့ပြက်တသားပြောခဲ့ပါတယ်။တာကြီးကတော့မျိုးတယ်မှာစိုင်းတဆိုင်ထောင်းကအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။တာလက်ကတော့သူ့ရဲ့အမေစကားကိုမယုံကြည်ဖြစ်ပြီးအဝတ်သက်ထဲဖြစ်ပြန်လာကဒေါ်စိန်ကြီးကိုအတနာခံပါတယ်။ဒေါ်စိန်ကြီးကတော့တာသမီဆိုပေမဲ့တနာလိုက်မယ်လို့တော့မထင်နဲ့။ပြောလာတဲ့စကားအတိုင်းတာလက်ကိုမျက်ပုံချကြွေးပါတယ်။စီးပွားရေးနဲ့ပတ်သက်လာလို့ကတော့အဲ့လိုပြတ်သားတဲ့ဒေါ်စိန်ကြီးပါ။တမီးနှစ်ယောက်ကလည်းသူတို့မိခင်ချေရကိုမိအောင်လိုက်နိုင်သူဖြစ်ပြီးသူတို့ရဲ့လင်ယောက်ျားများနဲ့ပျော်ရွှင်တဲ့မိသားစုဘဝကိုဖန်တီးနိုင်ကြပြီဖြစ်ပါတယ်။သားသမီးများအိမ်အောင်ကြပြီးတဲ့အခါမှာတော့ဒေါ်စိန်ကြီးအနားမှာဘယ်သူမှမရှိတော့ပါ။ဒါပေမဲ့ကိုယုံကြည်မှုအားကောင်းတဲ့ဒေါ်စိန်ကြီးတယောက်သူ့ဘဝနဲ့သူပျော်ရွှင်စွာပင်နေထိုင်တက်ပြန်ပါတယ်။အနားမှာလိုရမယ့်ရာအဖြစ်သူမလေးဖြစ်သူ14-15အရွယ်ရှိဖြူဆိုတဲ့မိန်းကလေးကိုခေါ်ထားပါတယ်။ဖြူကိုဒေါ်စိန်ကြီးကဈေးသက်နီးဈေးဝယ်နီးရောင်းနီးတွေကိုတင် जा ပေးပြီးသူ့ဘဝလိုပဲပုံသွင်းထားပါတယ်။စီးပွားရေးကြီးပွားရေးချမ်းသာကြွယ်ဝရေးနောင်တွင်ဒေါ်စိန်ကြီးတွင်နာမည်ဆိုးတစ်ခုကြော်ကြားလျက်ရှိပါတယ်။အဲ့ဒါကတော့ပြောပေါက်ဆိုပေါက်ကြမ်းတမ်းနေခြင်းဖြစ်ပါတယ်။အထူးသဖြင့်ရွှေသုံးငွေတို့အတိုးပေးစားခြင်းလုပ်ငန်းတနည်းဒေါ်စိန်ကြီးထံမှာတော့အမျိုးသမီးတို့မျက်နှာငယ်လေးဖြစ်ရောက်ရှိလာပါတယ်။အမကြီးရဲ့ဒီတလားအတိုးမဆက်နိုင်တာကိုခွင့်လို့ပါနောက်လာကြရင်ပေါက်ဆက်ပါမယ်။ညီတို့ပြောလိုက်ရင်ဒီလိုကြီးပဲငါ့ကိုလာပြီးအတနာခံလုပ်ပြမနေနဲ့ငါကမတနာတတ်ဘူး။ညီတို့ငါစီကပတ်စံယူတော့ဒီလိုမျက်နှာမျိုးမဟုတ်ပါဘူး။ငါနေ့ကိုလာစဉ်လာတိုင်းအတိုးပေါက်မှန်ဆက်ဖို့ပဲပြောနေတာလေ။ညီတို့ကဂတိမသိတာငါတခုပဲပြောလိုက်မယ်ဒီညနေအတိုးလက်ဆက်နိုင်ဆက်မဆက်နိုင်ရင်မနေ့ဖြန်နီးကူတာနဲ့ညီဆွဲကြပြန်မရတော့ဘူးလို့မှတ်
လောက်ပါနဲ့အမေကြီးရဲ့တမီးတို့တကယ်အဆင်မပြေလို့ပါအဆင်ပြေဆက်ဆက်လာပေးပါမယ်ဒါတွေငါနားမလည်ဘူးငါကတော့ပြောထားတဲ့စကားကိုပြန်မပြန်တတ်ဘူးဟဲ့ဒီတစ်ခါတော့ခွင့်လို့ပေးပါအမေကြီးရဲ့ဒီတစ်ခါခွင့်လို့ရင်နောက်တစ်ခါလာအောင်မှာပဲတွားစမ်းဆဲနံဆိုဒန်တွေမှုန်ထူသွားပြီးအမျိုးသမီးကမျက်ရည်ဆက်လန့်နဲ့အိမ်ပြန်သွားခဲ့ပါတယ်ဒီလိုနဲ့ညောင်မင်းစိတ်ရွာမှာဒေါ်စိန်ကြီးရဲ့အကျွေးနဲ့ကင်းလူရှာပါလာပြီးလူတိုင်းဒီပါအပြောဆိုနေပါလှပြီးတယ်တနေ့မြောက်ကျောင်းဆရာတော်ကအနွေဟာဒီရောက်တိုင်းရေဒုက္ခရောက်နေရတဲ့အကြောင်းကျောင်းတကာကျောင်းအမများကိုအစည်းအဝေးခေါ်ပြီးတိုင်ပင်ပြောဆိုပါတယ်တောင်ကျောင်းမှာတော့ကျောင်းမကြီးဒေါ်လှရှင်ကကျောင်းထိုင်အတွင်းရေစင်ဆောက်လုပ်လှူဒန်းပြီးတာမကြသေးပါဘူးရေကိစ္စမှာတောင်ကျောင်းထံမြောက်ကျောင်းကပို့ပြီးဒုက္ခရောက်ကြပါတယ်နေရာတွေရောက်ပြီးဆိုလို့ရှင်ဥပစင်ကိုရင်ကျောင်းသားများကကျောင်းနဲ့တမိုင်လောက်ဝေးတဲ့ရေတွင်းအားရေကိုပုံဖြစ်တည်ယူကြရတယ်မှာအလွန်ပင်ပင်ပန်းလာပါတယ်ဆရာတော်ကြီးကဒီဒုက္ခမကြည့်ရဟန်သူပါတယ်ရေစင်ရှိရင်စက်မော်တာဖြစ်အသုံးပြုရင်ဒီရေတည်နေတဲ့ဒုက္ခကနေကင်းလွတ်ပါလိမ့်မယ်ဒီတော့ဒီကိစ္စကြောင့်အမကြီးအမိခံရတဲ့ဒေါ်စိန်ကြီးခေါင်းပေါ်ကိုတာဝန်ရောက်ရှိလာခဲ့ပါတယ်ဒေါ်စိန်ကြီးကအကင်ပါစွာဖြင့်တပည့်တော်တာဝန်ယူပါမယ်ဖေ။လို့ရှောက်ကြပါတယ်တို့တော့ညနေရောက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါ်စိန်ကြီးမှအိတ်မရတော့ပါဘူးကုန်ကြစိတ်ကလည်းနဲလာတာမဟုတ်လို့ဈေးတော်တွက်နေမိပါတယ်နောက်တနေ့တော့မျိုးပေါ်မှာတာကြီးကိုဖုံးဆက်ပြီးဒီအကြောင်းနဲ့ပတ်သက်ပြီးရင်ဖွင့်ပါတယ်တာကြီးကအမေရဲ့ရေစင်တစ်ခုဘလောက်ကုန်မှာမို့လို့လဲအမေရှာထားတဲ့ပတ်စံတွေကဒီနေရာမှာအသုံးမပြုရင်ဘယ်နေရာအသုံးပြုမလဲအမေတာဝန်မယူချင်းတာဝန်ယူပါမယ်လို့ပြန်တရားပြပါတယ်ဒီတော့မှဒေါ်စိန်ကြီးလည်းဟင်းကနေတက်ပြင်ချပြီးအေးပါသားရဲ့အမေပဲတာဝန်ယူပါမယ်လို့ပြန်ပြောပါတယ်မကြခင်မှာပဲမြောက်ကျောင်းမှာရေစင်အစ်စ်တစ်ခုတွေ့မြင်ရပြီးရေစင်ဘေးမှာတော့ကျောင်းအမကြီးဒေါ်စိန်ကြီးကောင်းမှုလို့စာလုံးကြီးထွင်လာပါတယ်ဒီလူနဲ့ပတ်သက်ပြီးစိတ်စေတနာဖြူစင်ခြင်းရှိမရှိကျောင်းအမကြီးတားမိတာသိရပါမှာစီဝါရေးကြီးပွားရေးကိုတော့ဦးစားပေးတဲ့ဒေါ်စိန်ကြီးတယောက်ကျမရေးကိုမေးလျော့နေဟန်တူပါတယ်အခုတလောအာဒီရောက်ပြီးရဲ့အနာအရှိန်ကြောင့်လူပါဖျားသွားပါတယ်တာမန်အဖျားယောဂါလို့ထင်ပြီးသားသမီးတွေကိုအကြောင်းမကြားခဲ့ပါဘူးဒါပေမဲ့လေသိချင်းတယောက်ကိုဘယ်သူမှအစိုးမရနိုင်မှန်းဒေါ်စိန်ကြီးတဘောမပေါက်ခဲလို့လားမသိအနာအရှိန်ပြင်းထန်ပြီးမကြခင်မှာပဲဒေါ်စိန်ကြီးတယောက်လူလောကကနေအပီးတိုင်းထွက်ခွာသွားပါတော့တယ်ဒေါ်စိန်ကြီးဆုံးသွားသွားကြောင်းရွက်ဝေရှိသားသမီးများမိတ်ဆွေတင်ကားများစောက်ဆိုင်ရန်အတွက်အာတုဘကို3ရက်ထားကြပါတယ်အာတုဘအလောင်းဆောက်တူအဖြစ်ရွာကကာလသားတွေကတာဝန်ယူကြပါတယ်ကာလသားတွေပြောပြချက်အရအာတုဘအလောင်းဟာအပေါက်နဲ့အလွန်ထွက်ကြောင်းညရောက်လာရင်ခွေးတွေကအာတုဘအိမ်တို့ဦးတည်ပြီးဆူဆူဝဝထိုးဟောင်လေးရှိကြောင်းတည်င်းကြီးထွက်လေးရှိပါတယ်3ရက်မြောက်တဲ့အခါမှာတော့သားသမီးဆွေမျိုးဆုံးလာပြီးဖြစ်တဲ့အတွက်ကြောင့်အာတုဘချရဲ့အိမ်မှာတရားအရင်နာကြပါတယ်တရားနာနေစဉ်အတွင်းမှာအာတုဘအလောင်းကအပုပ်အနှံ့ကြီးဟာအလွန်ထွက်တဲ့ဖြစ်ဆရာတော်တန်ဃာတော်များရက်တောင်ကွယ်ပြီးနှာခေါင်းပိတ်ရတဲ့အထိဖြစ်လာပါတယ်ဒီတခါအာတုဘအလောင်းပတ်ဝန်းကျင်မှာရင်ကောင်တွေအုံခဲနေသဖြင့်လူအများကဝဝေးရှောင်ကြပါတယ်တရားနာရေစက်ချလို့အပြီးအလောင်းကိုတုတ်တန်လို့တဲဆောင်ချတဲ့အခါမှာတော့အလောင်းကိုတည်သွားတဲ့လမ်းတခြားအပုပ်အနှံတထောင်လိုက်ပါလျက်ရှိပါတယ်အရက်မူသမားတွေအကူအညီပေးသဖြင့်တော်သေးတယ်လို့ဆိုရပါမယ်တောက်တန်ရောက်တော့အလောင်းမြေမြုံမဲ့တွင်းကိုရောက်ရှိလာပါတယ်ဖုံးတော်ကြီးများကတရဏဂုံတင်ပေးပြီးမြေမြုံမဲ့အစီအစဉ်ပြုလုပ်ကြပါတယ်သူ့ဘရစာကြီးကအခန်းကိုဖွင့်လိုက်တဲ့အခါမှာတော့စိတ်ဝင်စားကြည့်မိသူတိုင်းဟင်ဟာတွေဖြစ်ကုန်ကြပါတယ်မြင်ကွင်းကြောင့်စက်သိမ်ဖြန်းထားပြီးကြောချမ်းချင်စရာဖြစ်သွားပါတယ်တေဆုံးပြီး3ရက်တာရှိတဲ့ကျောင်းအမကြီးဒေါ်စိန်ကြီးအလောင်းဗဇက်တွင်လောက်ကောင်တဖွာဖွာလှုပ်စီနဲ့ဖះအနှံကလည်းစိုးရတဲ့ပုတ်အဲနေပြီးအခန်းဖွင့်ပြီးမကြခင်မှာပဲရင်ကောင်တွေကပြေးလာကအုံခဲနေကြပါတယ်သူ့ဘရာစာကြီးကအခြေအနေကိုရိပ်မိပြီးအလောင်းကိုအမြန်မြင်မြှုပ်လိုက်ပါတယ်သူတစ်ပါးကိုနှုတ်ကြံအားကြံဖြင့်ဆက်ဆံခဲ့တဲ့ဖြင့်တည်သွားတာတော့မှရုပ်ပြက်ဆင်းပြက်သိဆုံးရကြောင်းလူကြီးတွေပြောပြကြပါတယ်အဲ့အလောင်းကောင်ကိုမြင်တွေ့လိုက်ရတော့ဒီများကစားမွေအိမ်မပြောတော့လို့ဆိုကြပါတယ်ဖြစ်ရကဒီမှာပဲရက်တံမနေပါဘူးအတူပါချပြီးနောက်ရက်မှာတားလက်ပြန်သွားပြီးရက်လေတဲ့နေမှာပြန်လာမယ်လို့ပြောပါတယ်သမီးတွေကတော့အနီးနားမှာပင်နေကြတဲ့အတွက်ညအိမ်လင်းသူ့အိမ်ပြန်သွားကြပါတယ်မြို့သွင်းမှာရောက်နေကြတဲ့တာကြီးမိသားစုကတော့ဒီအိမ်မှာပင်နေထိုင်ကြပါတယ်ဒေ
ဒေါ်စိန်ကြီးရက်လေရန်အတွက်တားကြီးဖြစ်သူကဥဆောင်တာဝန်ယူလျာမိသားစုလိုက်အိမ်မှာပင်နေထိုင်ကြပါတယ်။တားကြီးမိမနဲ့သမီးကဖြူဖြူနဲ့အတူအိပ်ရပြီးတားကြီးကတော့အပြင်ဟောကန်းမှာအိပ်ရပါတယ်။ပထမညမှာတော့အားလုံးပင်မနေတဲ့အတွက်ဘာမှတတိမထားမိလိုက်ကြပါဘူး။ဒုတိယညပဲအချိန်ရှိမှမသိရဖြူဖြူကအတန်တစ်ခုကိုကြားမိရသလိုဖြစ်နေတာကြောင့်ဖြက်ကနေလက်နိုလာမိပါတယ်။ခန္ဓာကိုယ်မလှုပ်ရှားပဲအသာလေးနားဆွင့်လိုက်ပါတယ်။ပထမလေကားကနေတစုံတစ်ယောက်တက်လာတဲ့ခြေတံမှန်တတိထားမိပါတယ်။ဦးလေးဟောက်တန်ကြားနေရတဲ့ဖြစ်ဦးလေးတော့မဖြစ်နိုင်မှန်းနားလဲပါတယ်။ဒါဆိုဘာလို့ဖြစ်မလဲ။တကားလည်းပိတ်ထားတာပဲ။ညကလည်းမှောင်မဲသိပ်သိနေတာပဲ။ခြေတံကတဖြည်းဖြည်းနဲ့မိဖို့ဆောင်ဘက်ကိုဦးတည်သွားနေပါတယ်။အမေကြီးများလားလို့တွေးမိရင်ဖြူဖြူကြက်တိုင်တဖြန်းဖြန်းထသွားပါတယ်။ဖြူဖြူဦးလေးမိမကိုလှုပ်နိုးကြည့်လိုက်ပါတယ်။ဦးလေးမိမကလက်ပြန်ကုပ်ပြတယ်။သူနိုးနေပြီလို့ဆိုတိတ်တပေါ့မကြပါမိဖို့ဆောင်အတွင်းအိုးအဖုံဖွင့်နှံ့နေကြားနေရပါတယ်တခိုးများလားလို့တွေးမိပြန်ပါတယ်အစကတော့တခိုးတက်လာတာလားလို့တိုးတိုးလေးမေးကြည့်လိုက်ပါတယ်အေးငါတို့သွားကြည့်ရင်ကောင်းမလားနင်းမဓာတ်မီရှိတယ်မဟုတ်လားရှိတယ်ဓာတ်မီနဲ့အရင်ထိုးကြည့်အိတ်ခံနဲ့မိဖို့ဆောင်ဗန်နီးနေတဲ့အတွက်အိယာကနေမိဖို့ဆောင်ဘက်ကိုလှမ်းပြီးဓာတ်မီထိုးကြည့်လိုက်ပါတယ်တက်ရှိဆိုလို့တစုံတစ်ယောက်တောင်မတွေးမိပါညကတော့တိတ်ဆိတ်ငြိမ်သက်လေရဲ့အဲ့ဒီအချိန်မှာရုတ်တရက်အပုပ်အနှံကထောင်းကနေတစ်ချက်ထွက်လာပါတယ်ဟင်းဒါအမေကြီးအတုပချတော့ကအပုပ်နှံကြီးအနှံတစ်ချက်ရလိုက်လားအေးလူတွေပုပ်အနှံကြီးဖြူဖြူစိတ်လှုပ်ရှားကြောက်ရွံ့လာပြီးအိမ်အချင်းတွေကိုဓာတ်မီဖြင့်လှမ်းထိုးကြည့်လိုက်ပါတယ်ဦးလေးမိမကလည်းဖြူဖြူနဲ့အတူအကဲခတ်ကြည့်နေပါတယ်အခန်းထောက်နေရမှာတော့တစုံတစ်ယောက်ကိုတွေးမြင်ရသလိုဖြစ်တာကြောင့်အဲ့ဒီနေရာကိုဓာတ်မီနဲ့လှမ်းထိုးကြည့်ပါတယ်အမလီတိတ်ဆိတ်တဲ့ညအချိန်မှာမိန်းကလေးနှစ်ယောက်အော်တန်ကအရက်လေးမျက်နှာကိုပဲ့တင်နန်းထပ်ပြန့်နှံ့သွားပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဖြူဖြူနဲ့အတော်ဖြစ်သူကစောင်းခေါင်းမီးချုံပြီးကုတ်သွားပါတယ်ဖြူဖြူနဲ့အတော်ရဲ့အော်တန်ကြောင့်ဦးလေးကနိုးလာပါတယ်ဘာဖြစ်နေကြတာလဲအဲ့လိုမျိုးမေးပါတယ်မကြခင်မှာပဲအင်ကြီးချင်းများနဲ့လူကြီးတချို့ပါရောက်ရှိလာကြပြီးအချိန်တွေကိုမေးမြန်းကြပါတယ်ကြောက်ရွံ့နေတဲ့စိတ်ကြောင့်ချက်ချင်းပြန်မဖြေနိုင်နေပြီအတော့ကြောင့်မှဖြူဖြူကသမီးတို့အိပ်ပျော်နေတော့ပထမအထက်ကိုတက်လာတဲ့ခြေတံအရင်ကြားရတယ်နောက်တော့မိဖို့ကြောင့်လည်းဝင်သွားတဲ့အတန်လေးကြားရတယ်သမီးတို့မယုံသင်္ကာဖြစ်တာနဲ့ဓာတ်မီနဲ့ထိုးကြည့်လိုက်တာအပုပ်နဲ့အရင်ထွက်လာတယ်နောက်တော့ဟိုအခန်းထောက်မှာတခုခုမြင်လိုက်ရတာဖြစ်တာနဲ့ဓာတ်မီနဲ့ထိုးလိုက်တာအမလေးအမိကြီးကိုမြင်လိုက်ရတယ်သပင်စုပ်ဖွာအယိုးပြိုင်ပြိုင်နဲ့အဝတ်စားလည်းမပါဘူးပါစက်မှာလည်းလောက်ကောင်လေးတော့ဖွာပြောရင်လည်းသမီးကြောက်လာပြီအမေကြီးကတရေဖြစ်နေတာသမီးကြောက်တယ်လို့ပြောရင်တဟင်ဟင်နဲ့ငိုပါတယ်လူကြီးတွေကလည်းမကြောက်ရန်အားပေးနှစ်သိမ့်ကြပါတယ်လူကြီးတွေကဒီအကြောင်းကိုအလင်းမြန်မြန်ရက်လဲပေးလိုက်ကြပါတယ်ဒါပေမဲ့လည်းအစွဲလန်းကြီးတဲ့ဒေါ်စိန်ကြီးပိတ်တာတရေမကြီးကကျွတ်လွတ်ဟန်မသူပါအမွေဆိုင်ပစ္စည်းများကိုသားသမီးတွေကခွဲဝေကြရာဖြူဖြူအတွက်လည်းတပုံရရှိပါတယ်အိမ်ကြီးကိုလည်းဖြူဖြူအတွက်ပေးကြပါတယ်ဒါပေမဲ့လည်းဖြူဖြူကသူ့အဖွာဒေါ်စိန်ကြီးကိုကြောက်လန့်ပြီးမိဘတွေနဲ့ပြန်သွားနေပါတယ်အိမ်ကြီးမှာနေမဲ့သူမရှိဖြစ်နေပါတယ်အဲ့ဒီအပြင်အိမ်နီးနားမှာနေထိုင်တဲ့ပတ်ဝန်းကျင်ကလူများကလည်းညရောက်ရင်အိမ်ကြီးတွင်တစုံတစ်ယောက်တောင်းချမ်းနေသလိုဖြစ်နေပါတယ်အိုးခွက်ပကံပြစ်ပေါက်တန်တွေကြားနေရကြောင်းပြောပါတယ်တခါတလေအဲ့ဒီခြံရှိဖြတ်လျှောက်သွားလို့ရှိရင်အိမ်လေးကားဝမှာငုတ်တုတ်ကြီးထိုင်နေတဲ့ဒေါ်စိန်ကြီးတရေမကြီးကိုတွေ့မြင်ရကြောင်းပြောပြကြပါတယ်ဒေါ်စိန်ကြီးတရေမကြီးကသူ့အိမ်မှာတောင်းချမ်းနေကြောင်းသတင်းကြည့်လေရာတာကြီးဖြစ်သူကအလွန်ရှက်နေပါတယ်အဲ့ဒီကတော့တာကြီးဖြစ်သူကပယောဂဆရာကြီးတကူကိုပင့်ပြီးသူ့မိခင်ကြီးနေအိမ်တို့ပြန်လာပါတယ်အိမ်တို့ရောက်ပြီးမကြခင်မှာပဲပယောဂဆရာကြီးကဖျောင်းနိုင်မိထွန်ပြီးရဲ့အစီအစဉ်စတင်ပါတယ်ပယောဂဆရာကြီးကတပည့်တူကိုအိမ်ထဲရှိတရေမကြီးဒေါ်စိန်ကြီးအဖြစ်ဝင်ပူးခိုင်းပါတယ်မကြခင်မှာပဲတပည့်လေးရဲ့ခန္ဓာကိုယ်ချွေးစီးပြန်ပြီးတုံလာပါတယ်စစ်ကြည့်တော့ဒေါ်စိန်ကြီးတရေမကြီးမှန်သိရပါတယ်ခင်ဗျားကိုအလှဌာနတွေလုတ်ပေးနေပြီပဲဘာလို့တာတူးမခေါ်တာလဲကျမအမျှမလို့ချင်ဘူးကျမရှာဖွေရတဲ့ပစ္စည်းဥစ္စာတွေကိုပဲလိုချင်တယ်ဒီအိမ်ကကျမအိမ်ဒီပစ္စည်းတွေကကျမပစ္စည်းဘသူ့ကိုမှမပေးနိုင်ဘူးကျမပစ္စည်းကျမပိုင်တယ်အေးအဲ့လိုအစွဲကြည့်နေလို့ပဲပိတ်တာတရေမကြီးဖြစ်နေပြီဒါတော့နှောင်းနှမရသေးဘူးလားခင်ဗျားပိုင်နေဆိုတော့ဟော်ရီပစ္စည်းတွေအခုရောင်းနေတဲ့ဘဝအထိတဲသွားလို့ရလားယူသွားလို့ရလားဖြည့်စမ်းတရေမကြီးကဘာမှမပြောတော့ပဲငြိမ်ကျသွားပါတယ်
ခင်ဗျားတတိထားလိုက်စံမှာတမလွန်ဘဝအထိတည်သွားလို့ရတာဆိုလို့ကုတော့အကုတော့ကံတွေပဲရှိတာလူဘဝတော့အကြောင်းအမကြီးဆိုတဲ့ဂုံဘုတ်ကိုထောက်ထားစမ်းမှာခင်ဗျားကြောင့်လူတွေအထိတ်တလန့်ဖြစ်ကြရတယ်သားသမီးတွေလည်းမျက်နှာငယ်ကြရတယ်အဲ့ဒါတွေကခင်ဗျားရဲ့အတခင်ဗျားရဲ့အစွဲလန်းကြီးမားမှုတွေရဲ့ပြစ်ချက်ပဲခင်ဗျားတိတ်တတိထားဖို့ကောင်းတယ်ဒီထက်ဆက်မမိုက်ချင်ပါနဲ့တော့လို့ဆရာကတော့တောင်းဆိုချင်တယ်ခင်ဗျားဘဝခင်ဗျားတနာတင်တယ်ပယောဂဆရာကြီးကအကြောင်းမကြီးဒေါ်စိန်ကြီးတစ်ဖြစ်လေတရေမကြီးကိုနားဝင်အောင်အမျိုးမျိုးတရားချတရားဟောပြသပေးနေပါတယ်ပယောဂဆရာနဲ့နန္နာဘာဝများရည်စက်ပါလာဟန်တူပါတယ်ရက်လေတော့ကတာတုမခေါ်ခဲ့တဲ့တရေမကြီးဒေါ်စိန်ကြီးကပယောဂဆရာရဲ့အမျိုးမျိုးတရားပြဟောပြောခဲ့တာကိုနားထောင်နေရပါတော့တယ်နောက်ဆုံးမှာတော့နားဝင်သွားသလားမပြောတတ်နောက်တစ်နေ့မှာတော့တာကြီးဖြစ်သူကသူမိခင်ကြီးအတွက်တည်တဲ့အလှူဒါနပြုလုပ်ပေးပြီးမျိုးပေါ်ပြန်သွားပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အင်ကြီးမှာ6လက်နံတွေမကြရတော့ပါနောက်ပိုင်းဖြူဖြူကအဲ့ဒီအင်ကြီးကိုရောင်းထုတ်လိုက်ပြီးပိုင်ရှင်ကအိမ်ဟောင်းကိုဖြိုးပြီးအိမ်အသစ်ဆောက်လိုက်လေရာကျောင်းမကြီးဒေါ်စိန်ကြီးအကြောင်းလဲမိမ့်မိန်ပျောက်ကွယ်သွားပါတော့တယ်ဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်လေးကိုအဆုံးထိလိုက်ပါနာဆင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရဲ့ရှင်